Hello ဒီနေ့မှာခင်နဲ့တူဂျပန်စာရေးနည်း၄မျိုးအကြောင်းလေ့လာကြမယ်နော်ဂျပန်စာမှာအခြေခံအဖြစ်ရေးနည်း၄မျိုးရှိပါတယ်နံပါတ်1ရိုမာကြီးနံပါတ်2ဟီရာခဏနံပါတ်3ခတာခဏနဲ့နံပါတ်4ခန်းကြီးဆိုပြီးဖြစ်ပါတယ်ရိုမာကြီးဆိုတာကအင်္ဂလိပ်စကားလုံးအတန်အတွက်ကိုပြောတာဖြစ်ပါတယ်သူက46လုံးရှိပါတယ်ဟီရာခဏကျတော့ဂျပန်စကားလုံးအတန်အတွက်ကိုပြောတာဖြစ်ပါတယ်သူကလည်း46လုံးရှိပါတယ်ခတာခဏကျတော့အင်္ဂလိပ်မွေးစားစကားလုံးအတန်အတွက်ကိုပြောတာဖြစ်ပါတယ်သူကလည်း46လုံးရှိပါတယ်ခန်းကြီးကကျတော့တရုတ်စကားလုံးအတန်အတွက်ကိုပြောတာဖြစ်ပါတယ်သူကအလုံးကြီး130ရှိပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဂျပန်စာနဲ့ပတ်သက်ပြီးစစ်ပြီးလေ့လာကြမယ်နော်Bye bye.